ရှင်ဆန္ဒကိုရောကံကောင်းကအထဲဝင်ရင်လို့နေတူတယ်တကားဖွင့်ပေးလိုက်ရမလား တပည့်တော်ဒီရဲ့ပိုင်းသူ့အပြေမှာပဲထားလိုက်ပါမယ်ဦးစင်ကံကောင်းပေါ်တိပေါ်တက်လို့တာတပည့်တော်မခံနိုင်လို့ပါပြီးတော့တပည့်တော်ရဲ့ချက်တော့လည်းနည်းနည်းနာနေလို့ထားလိုက်ပါဦးစင်ခဏနေငြိမ်သွားပါလိမ့်မယ်ကံကောင်းရဲ့မင်းဦးစင်တန်ရောစင်ဖြတ်မှဖြစ်မဲ့အချိန်မို့ပါကွာမင်းလည်းဦးစင်ကိုတန်ရောစင်ဖြတ်လိုက်ပါတော့ကံကောင်းရဲ့ဖြတ်လိုက်ပါတော့ကွာဖြေလေးရှင်ဆန္ဒဖုံဖုံတတိထားမိပါလေမြို့ကနေပြန်လာပြီးကြတဲ့ဟာရှင်ဆန္ဒအရင်တော့မဟုတ်တော့ဘူးမျက်နှာမကောင်းတခြားသူတွေအပေါ်မှာဆက်ဆံတာလေခတ်စိမ့်စိမ့်နေအထူးသဖြင့်ကိုတော့တိတ်တန်ရောစီရှိတယ်ကံကောင်းသူ့တော့ခတ်စိမ့်စိမ့်ဆက်ဆံနေတာရှင်ဆန္ဒနေရောကောင်းရဲ့လားဘာဖြစ်နေတာလဲကိုရောဖုံဖုံမေးတာဖြေးလိုက်လေဦးစင်းတော့စိတ်ပူလို့မေးတာတပည့်တော်ဘာမှမဖြစ်ပါဘူးစင်ပြေပါဗျာကဲရှင်ဆန္ဒမှုသာဝါဒကံကိုမကျူးလွန်ခြင်းလို့လှက်ပတ်ဖြစ်နေတာဖုံဖုံသိတယ်ဖုံဖုံတော့ခေတ်ပညာတတ်မဟုတ်ပေမဲ့ခေတ်စေးပညာကတော့ကြားဘူးနာဝနဲ့နည်းနည်းပါးပါးသိတယ်ကပ်ပီယာကိုမျိုးသားဘာမှနားမလဲလို့သူပြန်မပြောတတ်တာဒါပေမဲ့သူ့ကိုအခုဖုံဖုံတို့အေးအောင်မေးကြည့်ပြီးပြီရှင်ဆန္ဒရဲ့ယောဂရိုးရိုးမဟုတ်ဘူးတဲ့ဘာဖြစ်တာလဲရှင်ဆန္ဒပြောပါကိုတော့ပြောပါဦးမျိုးကပြောပြတယ်ဦးစင်းလေးရဲ့ခြေထောက်ကိုဓာတ်မှန်ရိုက်ကြည့်တဲ့အခါအယိုးမှာအချိတ်ထုတ်တွေ့တယ်လို့ဆရာဝန်ကပြောတယ်ဆိုအဲ့ဒီအချိတ်ကအသားစယူပြီးစစ်ဆေးတယ်ဆိုဦးစင်းလေးဖျားဦးစင်းလေးကမပြောနဲ့ဆိုပေမဲ့ဆရာတော်ကပြီးတော့တပည့်တော်တည်ထားသလောက်ပြောပြီးပါတယ်ဖျားဦးစင်းလေးမှာယောဂတစ်ခုခုဖြစ်ခွင့်တော့ပါရှင်ဗျာတပည့်တော်မှာဖြစ်နေတဲ့ယောဂအယုတ်ကိစ္စပါလေဗျာခုဒီယောဂတပည့်တော်ရဲ့ခြေထောက်ယိုးမာတယ်မဟုတ်ပါနဲ့အကူလောက်ကိုပြတ်နေပြီဆိုတော့ဆေးကူဖို့လည်းခက်ပါလေဗျာဆေးကူမကူတပည့်တော်ဒီလောက်ကကြီးမှာ6 လထပ်ပူမနေရတော့ပါဘူးတပည့်တကားလေးဦးစင်ပြောတော့တေချာနားထောင်တော့အခုတကားလေးဟာကံကောင်းလေးရဲ့တခင်အစ်ဖြစ်ပြီနော်ဒီကောင်ဘာတွေကြိုက်တယ်မချိုက်ဘူးဆိုတာဦးစင်မတော်ခင်ဒီကောင်လေးအကုန်ပြောပြတော့မယ်
ဒီကောင်ကအစားသိမ့်မဲ့တာတကယ်လို့ तू မဟွာဘူးဆိုရင်